အားလုံးပဲမင်္ဂလာပါဗျချမ်းကြီး blog YouTube channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးမယ်အကြောင်းအရာလေးရတော့ဗောနော်ဒီခုကျွန်တော်ကအများစုဒီ hack MyND hack application တွေကိုကျွန်တော်မျှဝေပေးတယ်ဗောနော်အမြဲတမ်းလို့ကျွန်တော်မျှဝေပေးဖြစ်တယ်ဒါပေမဲ့ကျွန်တော်မျှဝေပေးရဆိုပေမဲ့လည်းဒီ application တစ်ခုတည်းကိုပဲကျွန်တော်မျှဝေပေးဗောနော် channel software ကျွန်တော်မမျှဝေပေးဖြစ်ဘူးအဓိကနောက်တဲ့ software နှစ်မျိုးရှိတယ်ဗောနော်ဒီ software ရဲ့ဒီကောင်လေးရေဗောနော်ဒီနှစ်မျိုးတွေကိုဒီနေ့ကတော့ဒီခု video လေးမှာဆိုရင်တော့ကျွန်တော်ဒီကောင်လေးကိုဝင်ဆော့ပြမှာဖြစ်ပါတယ်ဗျဒီ software လေးကိုဟုတ်ပါဘူး sorry เนาะကျွန်တော်ဒီ software လေးကိုဆော့ပြမှာဖြစ်ပါတယ်ဗျဒီ software လေးလည်းဘယ်လိုကောင်းလဲဆိုတာကိုမိတ်ဆွေတို့လည်းဒီ video လေးကိုစာနေဆုံးနေကြည့်ဖို့ကျွန်တော်မိတ်ဆွေတို့တိုင်လို့ချင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့တစ်ခုလာတော့တောင်းဆိုချင်ပါတယ်ကျွန်တော်လည်း YouTube ကိုခုမှစားလုပ်တာဖြစ်တဲ့ကြောင့်ကျွန်တော်စကားပြောမှဆိုမှရှိခဲ့ရင်အားလုံးကျွန်တော်ကိုခွင့်လို့နားလည်ပေးကြပါဦးမြကျွန်တော်ကပြီးတော့တိုင်းရတာဖြစ်တဲ့ကြောင့်စကားမပြီးတာကိုလည်းတီးခံပြီးနားထောင်ပေးကြပါနော်တီးခံပြီးတော့အားပေးကြပါဦးမြဒါဆိုရင်ကျွန်တော်တို့ဒီ application ဒီ software တွေကိုဝင်ကြည့်လိုက်မယ်နော် okay ဒီမဲ့ကျွန်တော်ဝင်လိုက်မယ်ဒီနားလေးတော့နည်းနည်းတော့ခဏလောက်တော့စောင့်မယ်ဗျ okay ဒီမဲ့ရောက်ပြီပေါ့နော်ရပြီပေါ့ဒီမဲ့ဒီပုံကတော့ဗျာဒီပုံကတော့ကိုထည့်ခြင်းတဲ့ပုံထည့်ရရတယ်ပေါ့နော်ဒီပုံလေးနေဆိုရင်ကျွန်တော်အဲ့ဒါအဲ့ပုံကတော့ကျွန်တော်ထည့်ထားဖြစ်ပါတယ်ဗျဒီမဲ့ဆိုရင်လည်းတူလဲဟိုကောင်းဟိုစန software နဲ့တူပဲပေါ့နော်ဒီမဲ့ဒီမှာလေးပြထားတယ်ဟော sorry ဒီမဲ့ပြထားရတယ်ပေါ့နော်ဒီမဲ့ကျွန်တော်တို့ဒီမဲ့ MB က2400ကျွန်တော်မှ2400ရှိတယ်ဒီမဲ့900ရှိတယ်ပေါ့နော်ဒီကျွန်တော်မနက်ခင်းကဆို9000လောက်ရှိတယ်ပေါ့နော်9000လောက်ရှိတယ်ဒါပေမဲ့ကျွန်တော်ဟိုတုံးလိုက်ဒီတုံးလိုက်နေဆိုတော့ဗီဒီယိုလောက်တာနေဆိုတော့ဟိုကုန်သွားတယ်ပေါ့နော်ကျွန်တော်ဒီတမနက်ခင်းနေတယ်နော်ကျွန်တော်မနေ့ညဆို MB0 ပေါ့ကျွန်တော်ဂိမ်းအောင်မဆော်လိုက်ရဘာမှမလုပ်လိုက်ရဘူးကျွန်တော်ဒီနေ့မှဆော့လိုက်တာ MB 9000ရတယ်ဒီမဲ့ဖုန်းပြနေလဲ900ကျော်ရတယ်ကျွန်တော် point ဆိုလဲဒီမဲ့1900ကျော်ရတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ gain လေးကိုတစ်ချက်လောက်ဆော့မယ်ဘောနော်ဆော့ပြမယ်ဘောနော်ဆော့ပြမယ် gain ဆော့မယ်ဆိုရင်တော့ကျွန်တော်တို့ဒါလေးကိုနှိပ်ပြရမှာပဲဖြစ်ပါတယ်ဗျဒီကောင်လေးပေါ့နော်ဥ gain ဇာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်လိုက်မယ်ဘောနော်အဲ gain လေးမဆော့ပြခင်လေးမှာကျွန်တော်မိတ်ဆွေတို့တစ်ခုလောက်တော့ပြောပြချင်နေတယ်ဒီအပေါင်းလေးပေါ့နော်တွေ့လားဒီအပေါင်းလေးပေါ့အဲဒီအပေါင်းလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ဒီအပေါင်းလေးကျွန်တော်နှိပ်လိုက်ရတယ်ပေါ့နော်နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးဆိုဒီမဲ့ပေါ်လာတယ်ပေါ့နော်အကုန်လုံးဒီမဲ့ဒီကောင်က background เนาะ background ပေါ်တဲ့ဒီကောင်တွေလည်းဒါစောင်းပေါ့နော် background စောင်းရတယ်ဒီကောင်ကချားကောက်ရတယ်ဒီကောင်အကောက်တွေနေထွက်တာပေါ့နော်ဒီကောင်ကဘာပြောချင်တာဒီအပုံဆုံးဟာဆိုတော့ကျွန်တော်ခုထည့်နေတဲ့ပုံပေါ့နော်အဲ့လိုမျိုးပုံထည့်ရတယ်ဒီကောင်ကျွန်တော်ဒီကောင်ကျွန်တော်တချင်းထည့်တာပေါ့နော်တချင်းတန်ဆွေးလေးနဲ့ထည့်ချင်တဲ့လူတွေထည့်ရတယ်ပေါ့ဒီကောင်ကတော့တခြားအကောက်ထည့်တာကိုပြောချင်တာဒီကောင်ကတော့အကောက်ကနေထွက်တာကိုပြောချင်တာပေါ့နော်ဒီစိတ်အောင်လေးဒီအောက်ကအနီအောင်နှစ်ချောင်းကတော့ဒီကောင်ကလေးကတော့ဒီပြောချင်တာကျွန်တော်တို့ဒီပုံထည့်ထားတာကိုနှိပ်လိုက်ရင်ပုံကပြတ်သွားမှာပေါ့နော်ဒီကောင်လေးကလည်းတချင်းထည့်ထားတာအဲ့နှိပ်လိုက်ရင်တချင်းကပြတ်သွားမှာပဲဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်တို့ဟိုဗာလဲကျွန်တော်တို့ဟိုဂိမ်းကိုဆော့လိုက်မယ်ပေါ့နော်โอเคနှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ်လာတယ်ပေါ့နော်โอเคဒီမှာကြည့်ပါကျွန်တော်မှာအခုအချိန်ရ20ပဲရှိရအောင်เนาะအချိန်20ပဲဆော့ရမှာဒါပေမဲ့ကျွန်တော်ကတော့အသေးဝယ်မှာဖြစ်တော့ကြောင့်ဖုန်းမီတော့1000လောက်တော့ရင်းရတာပေါ့ဗျာဖုန်းမီဝယ်ပြီးတော့ဒီအသေးဝယ်မှာပေါ့နော်ဒီအသေးကနေတစ်ဆင်းကျွန်တော်ဒီစိန်ကိုလဲမယ်ဒီနေရာလေးမှာကျွန်တော်တို့ဘယ်လိုဆော့အောင်မလဲဆိုတော့ဒီမှာနော် wall mode ဆိုတာရှိတယ်ဒီမှာကစားမီဆိုတာနှိပ်ရှိတယ်ဗျာဒီကျွန်တော်တို့ဒီ wall mode ကိုကျွန်တော်နှိပ်ပြမှာဖြစ်ပါတယ်ဗျဒီမှာနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာတူမျိုး3မျိုးပြထားတာပေါ့နော်ဒီမဲ့ဒီကောင်ကဒီအပေါ်ဆုံးရေဒီအလဲ hero mode ရေဒီအောက်က wall mode ရေနော်ဒါပေမဲ့ကျွန်တော်တို့ကဒီအောက်ဆုံးဟာပဲ wall mode ကိုဆော့ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုကျွန်တော်ဒီအောက်ဆုံးဟာလေးကိုနှိပ်လိုက်မယ်နော်နှိပ်ပြီးပြီဆိုရင်ဒီမဲ့5စက္ကန့်လောက်တော့စောင့်ခိုင်းတယ်ပေါ့နော်ဒီမဲ့ဒီနားလေးမှာโอเคခုဆော့ရရင်ဖြစ်တော့ကျွန်တော်ကစားမီစာလေးကိုနှိပ်လိုက်မယ်နော်โอเคနှိပ်ပြီးပြီပေါ့နော်โอเคဒီမဲ့မြင်တဲ့အတိုင်းပဲပေါ့နော်ဒီမဲ့တွေ့လားဒီကောင်လေးတွေတွေ့တယ်နော်အမေကြည့်ရင်ကြားတယ်လားမမေးနဲ့နော်ဒီမဲ့အမေကြည့်ရပါဦးဒီကောင်လေးတွေကအခုချိန်မှာ MB ပေးတဲ့ချိန်ဖို့တဲ့ကြောင့်ဒါကြောင့်လေးပဲ 2MB မပါဘူးပေါ့နော်ဒီမဲ့မပါဘူးဆိုပေမဲ့လည်းအခုဓာတွေကလည်းဒီ star တွေကကျဲကြအကုန်လုံးအသုံးဝင်နေပေါ့နော်အခုကျွန်တော်နှစ်ပွဲ3ပွဲလောက်ဆော့ပြမှာဖြစ်ပါတယ်ဗျဟုတ်ပါပြီโอเคဒီမဲ့မြင်နေနော်အားလုံးမြင်ကြတဲ့အတိုင်းပဲနော်ဒီမဲ့တွေ့လားမြင်ကြတဲ့အတိုင်းပဲဒီမဲ့ 83MB ရသွားတယ် 83MB နော်မြင်နေနော်ဒီမဲ့ MB အများကြီးပေးနေတယ်နော်ဒီမဲ့ဟုတ်မယ် 66MB ပေးတယ်နော်တခါတကယ် MB တော့ရမ်းပေးနေပဲဗျာကြည့်အောင်ကျွန်တော်ပွဲလောက်ပဲရှိသေးတာဗျာဒီမဲ့ကြည့်အောင်ကျွန်တော်မှာ
139 MB ရှိသွားပြီအိုးဘယ်လောက်တန်လဲနော်ကြည့်အောင်ကျွန်တော်တို့ဒီကောင်လေးနေစင်ကျွန်တော်ဒီတက်ကျွန်တော်ဖုန်းမိတ်ထည့်ရမယ်လို့လည်းမထင်တော့ဗျာအများကြီးထည့်ကြမလို့တော့ဗောထည့်ရမှာတော့1000ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့တခြားဖုန်းတွေပါလေခေါ်ဖို့အတွက်ကျွန်တော်ဖုန်းမျိုးမိနစ်တွေခေါ်ဖို့ကျွန်တော်လိုမှန်နေနော်ဒီမဲ့ကြည့်ဗျာကျွန်တော်နှစ်ပွဲပဲရှိသေးရဗျာနှစ်ပွဲပဲရှိသေးအောင်139 MB ရတော့ဆိုတော့ဘယ်လောက်တန်လဲဘယ်လောက်တောင်မှမိုက်လဲဆိုတာကိုမိတ်ဆွေတို့ပဲကြည့်လိုက်ပေါ့နော်မိတ်ဆွေတို့စိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီကျွန်တော်ခုဒီဖုန်းနံပါတ်တွေကိုပေါ့နော်ဖုန်းနံပါတ်တွေကိုလာရောက်ပြီးတော့ Telegram မှာစကားလာပြောစာပို့ပြီးတော့ကျွန်တော်ဒီ software လေးကိုလာပြီးတော့တောင်းရတယ်ပေါ့နော်ကျွန်တော်ပို့ပေးပါမယ်နော်ကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲမိတ်ဆွေတို့လည်းအားလုံးပဲဆင်ပြေကြပါစေနော်ကျွန်တော်စကားပြောဆိုမှရှိခဲ့ရင်လည်းအားလုံးကိုတောင်းပန်ပါတယ်ကျွန်တော်နောက်တဲ့ဗီဒီယိုဒီမှာဆက်လက်ခုလို့ဒီပညာဗီဒီယိုတွေကိုနေ့စဉ်နေ့တိုင်းတင်ပြတော့မှာဖြစ်တဲ့အကြောင်းကျွန်တော်ရဲ့ channel လေးကို like subscribe လေးနှိပ်ပေးကြပါဦးဗျဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျ